ဒီလူကိုပြစ်ပြီးတော့ရွှေဘုံတန်းဆန်နေတော့ပင်ချိုကိုင်းပြီးမင်းအရှေ့ဆွေးစားထုတ်ခင်မဲခင်လေးတွေ့မှမူမဲ Hey ဒရှမင်းသားကြီးအိုင်တင်မျိုးနဲ့ဒီမောင်ရင်ချိုးတော့အချင်းချင်းကိုင်းနေတာပေါ့ဒါဘခင်လေးသည်အဝဲပြေးထွက်လို့သွားပြီနာကတွေ့ပြဲတဘာလို့ခံစီပါbienအသွားတယ်မိခင်လေးရမင်းဟာသိစိတ်နဲ့ဟောချေကစားလာလေအခုတည်းချီမမဲဘူး Hey I love you never leave you မင်းပြောခဲ့တော့ဒီစကားလေးမောင်ဘဝရဲ့လာမင်းလေးတခြားရဲ့တော့သူလေးပဲချာတော့မပြူတွေကကျွေတာပေါ့ဒါပေမဲ့လည်းโอခင်လေးရဲ့မင်းမမင်းပဲကွယ်ရင်နာနာနဲ့ငါပြောခြင်းနဲ့ရင်တော့ကတော့မောင်ကိုချစ်ဆုံးနဲ့အခုမြကြမစိမ့်လို့နေတဲ့မဟိုtake us alone အခုတည်းချီမမဲပြန်သွားတယ်မိခင်လေးရမဲဟာသိစိတ်နဲ့ Hold you guys